မိန်းကလေးတယောက်ဟာဝက်ဦးချောင်းကိုအားရပါရစားပြီးတဲ့နောက်မှာတော့သူမဟာတက်လို့စားသူ vegetarian တယောက်ဖြစ်ကြောင်းအပြစ်မဲ့တဲ့တက်ရှိလေးတွေကိုကာကွယ်ဖို့အသားမစားတော့ကြောင်းလူမှုကွန်ရက်ပေါ်မှာတင်ခဲ့ပါတယ်ဂျာကတော့ဒါကိုကြည့်ပြီးသူမဟာအရန်ကိုဟန်ဆောင်ကောင်းတဲ့သူလို့ထင်သွားပါတယ်ဒါကြောင့်ဆွတ်ဆွတ်ချင်းစိမ့်နဲ့ဂျာတယောက်သူမနောက်ကိုတိတ်တဆိတ်လိုက်ခဲ့ရကနေသူမရဲ့လိပ်စာကိုရှာတွေ့သွားပါတယ်Mary ဟာတကယ်တော့ follower တက်ချီရှိတဲ့နာမည်ကျော် influencer တယောက်ဖြစ်ပြီးသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်းဇိမ်ခံကားတွေတန်ဖိုးကြီးလက်ကိုင်အိတ်တွေနဲ့ပြင်းနေနေတာကိုကြားတွေ့လိုက်ရပါတယ်ဒါအပြင် Mary ဟာတရိတ်ဆန်လေးတွေကိုမကြာခဏကူညီတတ်တာကိုလည်းကြားသတိထားမိခဲ့ပါတယ်တရက်မှာတော့သူမဟာတရားရနေတဲ့ကြောင်လေးတစ်ကောင်ကိုတွေ့လို့ဆိုပြီးအလှငွေကောက်ခံဖို့အတွက်လေးလွှင့်ခဲ့ပါတယ်နာရီပိုင်းတွင်းမှာနဲ့အလှငွေ$23.3အထိရရှိခဲ့ပါတယ်ဒါကိုမြင်တဲ့ဂျာခါ Mary အပေါ်ပိုပြီးစိတ်ဝင်စားသွားကသူမရဲ့အိမ်တကား password ကိုခိုးယူဖို့စူးစမ်းခဲ့ပေမဲ့အချိန်ချင်းကြာရှုံးခဲ့ပါတယ်ဒါပေမဲ့တရက်မှာတော့ Mary ကိုယ်တိုင်ဂျာစီရောက်လာပြီးသူမရဲ့တိုက်ခန်းကိုပြန်ကားဖို့ကူညီပေးပါဦးဆိုပြီးအိမ်တော့ကိုလာပေးခဲ့ပါတယ်ဂျာကတော့အရန်ကိုဝမ်းသာသွားပါတယ် Mary အပြင်သွားနေတော့မှသူဟာတော့ကတ်ကိုတုံးပြီးအိမ်ထဲကိုခိုးဝင်ခဲ့ပါတယ်လက်အိတ်တွေဝစ်ပြီး Mary သုံးလေးရှိတဲ့မျက်နှာလင်းခရင်ကိုနမ်းကြည့်တယ်လို့ခရင်ပလင်းခွန်တစ်ခုကိုလည်းမှတ်တမ်းတင်တပ်ပုံရိုက်ပြီးယူဆောင်သွားခဲ့ပါတယ်ကြာပြန်ထွက်ခါနီးမှာအိတ်ခမ်းထဲကမင်းကလုတ် fuse ပြက်နေတာကိုတွေ့ခဲ့လို့နောက်တစ်နေ့မှာ fuse အစ်စ်နဲ့အတူအိမ်ထဲကိုပြန်ဝင်လာခဲ့ပါတယ်ဒါပေမဲ့သူ့အထဲရောက်သွားတဲ့အခါမှာတော့ Mary ဟာဆိုဖာပေါ်မှာသွေးရိုင်ထဲလဲပြီးတေဆုံးနေတာကိုထိတ်လန့်ဖွယ်တွေ့လိုက်ရပါတော့တယ်